လွိုင်းခင်းကနေကြိုးဆိုပါတယ်ဗျာဒါလေးကတော့ကျွန်တော်တို့တိုတာဘက်မှာတက်ထားတဲ့အလွိုင်းလေးပါဒီအလွိုင်းလေးကအောက်ခံဆေးသားလေးတွေကြွပြီးတော့ဆေးတွေကျွတ်နေတဲ့ကွေလေးကိုကျွန်တော်တို့အလွိုင်းခင်းမှာဆေးရောင်ပြောင်းဆေးမုတ်ပြန်ရွှိုင်းလေးလာရောက်ပြီးတော့အနန္တလေးဖြစ်ပါတယ်ကျွန်တော်တို့အလွိုင်းခင်းမှာရက်ကြိုပြီးတော့ဘိုကင်တင်ထားရင်ကျွန်တော်တို့လာတဲ့ customer ညီကိုတွေလည်းအလုံးမပြတ်အောင်လို့အခုလိုမျိုးကျွန်တော်တို့ဂွေတာယာစားလေးတက်ပြီးပါဆေးရောင်ပြောင်းဆေးမုတ်ပြန်ရွှိုင်းလေးလုပ်ပြီးသွားရင်ကျွန်တော်ဗီဒီယိုပိုင်းအစုံလေးတင်ပေးပါမယ်အလွိုင်းခင်းကိုလာရောက်အားပေးတဲ့တဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်ပြီးသွားရင် before and after လေးတင်ပေးပါမယ်အလွိုင်းခင်းရဲ့ page ထဲကိုလည်းဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ဗျဟုတ်ကဲ့ကျေးဇူးပါ